ဝိုင်းရဲ့လုံးတဲ့ပုံလေးပဲဖြစ်ပါတယ်။ဟုတ်ပါပါ။အော်ရဒီထောက်ခေါ်တာပေါ့နော်။ မင်္ဂလာပါတိုင်းပါဒီတော့ program ဖြစ်ပါတယ် ဘယ်လိုခံစားရလဲဆိုရင်အဲ့လိုတော့မရဘူးပေါ့နော်။လက်ကလည်းအဆောင်လုံးမျိုးပဲ။နှလုံးခင်တော့ကဘယ်လိုခံစားရလဲဆိုရင်အဲ့မပြော။နည်းနည်းနောက်ကြအထိအဲ့ဒါပေါ့လဲဆိုတော့ဒီကလူတွေအများကြီးနေလေပထမဆုံးချိန်တွေ့ရမှာ။တွေ့ရမယ်ဆိုရင်ခါကြတော့လက်စိတ်လှုပ်ရှားရင်ပြောရမယ်ဆိုရင်တော့ဒီကညကျွန်တော်ဒီစိတ်လှုပ်ရှားရပေါ့။ရှင်ကလည်းအတူတူပါကြတော့ဒီစိတ်လှုပ်ရှားရပေါ့။အကောင်လုံးနဲ့အခုမှလည်းဒီပြည့်စည်တာစုံရပဲ။ရှင်းတော့မှစုံပြီးခါလေကြောက်လို့မရဘူး။သူကဒီတိုက်တယ်ပါတယ်တကယ်ချင်းနေတယ်ပါတယ်ဆိုတော့တော်တော်ပြောဖို့ပါ။ဒီ donation မှာဘယ်လိုကြရတော့ဘယ်လိုခံစားရလဲဆိုလို့ရှိရင်တော့နည်းနည်းအလွဲလေးလည်းရှိတယ်ပေါ့နော်။ HR ကမှလူဖို့တက်လဲဆရာဆက်တက်ခဲ့ရဲ့အတူတူလုပ်နေတော့ကျော်ရပေါ့အချိန်ကြာချင်းချင်းလို့လုပ်တာ။ဒါတော့ဒီ member တွေနဲ့လေအတူတူလုပ်ရတဲ့အတွက်ဒါသူတို့ organization ကိုမှ member နဲ့ပုံတော့အားလုံးဖြစ်တဲ့အတွက်မတူညီရဲ့ခက်လိုက်တဲ့ကြရပြီးတော့ပြောပါအဲ့ ဒီအခုတရားပေါ်တော့အရင်ကမှပြောအောင်ဒီကိုကဆိုတော့အနည်းမိသားစုနဲ့ပဲအဲ့လိုမိသားရှိအောင်ပေါ့နော်အခုဒီ organization နဲ့ကြောက်ပြီးဆိုတာမရှိဘူးအဲ့ဒါတော့ဒါက first time ပေါ့နော်အရင်လေးစိတ်လို့ထောက်ထားတယ် already လေးနဲ့ပြောရတာဆိုတော့တော်တော်လေးနဲ့ပြုံးရအောင်နေတော့ချက်လေးအဲ့လိုမျိုးတွေတော့ပြချင်ပါတယ်ဒီစတော့လာဒီညရဲ့အလုံးလေးကိုချိန်တာဘာမှတော့မဟုတ်ဘူး။ဒါပေမဲ့ပေါ်စံမှာတော့စတားတယ်ဆိုတော့မနက်ကအစောင်းနေပြီးပြင်လာပြီးဆိုတော့စပိုင်နဲ့မမြင်နေလို့။နောက်ကျတော့ဒီငယ်ချင်းတွေရဲ့အဲ့ခါတော့လွတ်လပ်ပေါ်ပါ။သူလုံးလိုက်ရတယ်။ သူပြီးတော့ပြောဖို့ကောင်းပါတယ်ပြောဖို့ကောင်းတယ်ဆိုတာထက်အင်းကဒီနေ့ပွဲကကျွန်တော်လှူခဲ့တာကအစီအစဉ်ပြီးတော့လို့ပြောရအောင်တိုက်ကြရင်တိုက်မထအောင်ဆိုတော့ကျင်းတတ်ပါတယ် ဒီလိုလေးချိန်ကြတော့လူကန်ကြရဲဆိုအော်ငါကောင်းတဲ့ရာတစ်ခုကိုလုပ်ခဲ့တာပဲပေါ့အဲ့လိုမျိုးခံစားလိုက်အောင်ဒီချင်အောင်လဲနာပါ location ပြီးတော့မားတဲ့ခါကြတော့ရှိအောင်ကျွန်တော်တို့ပို့ပြီးတော့ပြီးနေခဲ့ရပါတယ်ဒီလေးဒီဝေးလေးတော့လုပ်ခဲ့တာ donation မှာတော့အရောက်ပါတယ်ပေါ့နော်ဒီကလေးတွေကိုကျွန်တော်တို့ကတူပြီးတဲ့အချိန်မှာကျွန်တော်ဒီကတိကိုယူရတဲ့အတွက်လည်းအလုံးနားရတဲ့ကတိကိုဆွဲထားတော့ပြည်ဆိုလည်းဒီပြန်ဆိုဒီဝီကိုတော့အလုံးကနေအားလုံးဆွဲဖို့ဖိလာလာဖို့ရအဲဒီဒီရဲ့လေးရှိရပြီနော်အဲဒီအားလုံးအောင်မြင်နေတဲ့ဒီကပဲပုံပြီးတက်ပါအဲ့တော့အရင်နဲ့ပုံပါတယ်ဒီလေးလေးလေးအုပ်ချုပ်ဖို့ကောင်းပါတယ်တွေ့ရပြုပြီးပြတော့တော်လည်းပြောကိုလိုလုပ်ခဲ့ရပါတယ်အားလုံးနဲ့ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့အရင်ပြောပါရင်ရှင်ကျေးဇူးရကြပါတယ်နောက်ထပ်ဒီမှာလည်းထပ်ပြီးတော့ဒီလိုနဲ့စောင့်ကြည့်ပါနေရှင်ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ချပေးရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်အော်မြင်